မင်္ဂလာပါရှင်ဒီနေ့မုတ်လိပ်ပြလုပ်ပါမယ်ပဲယူလုပ်ဖို့ ready made ပဲပြုတ်ဘူးကိုသုံးပါမယ်ရှင်ပဲကိုမှုတ်ဆက်ထဲရေအနှဲငယ်ထည့်ပြီးကြိတ်ပါမယ်မွေပြီးသားပဲတဲ့ကိုတကြားအညိုထမင်းစားစွန်းနှစ်စွန်းနဲ့စားအနှဲငယ်ထည့်ပြီးမီးအေးအေးနဲ့ဖြစ်နေတဲ့အထိချိုလိုက်ရင်ပဲယူရပါပြီရှင်ဆန်စိမ့်မုံဆန်ချိန်ခွက်တစ်ဝက်ကော်မှုံဆန်ချိန်ခွက်တစ်ခွက်ကိုထောပတ်စီအနှဲငယ်နဲ့ရေ200 ml ထည့်ပြီးတေးချစွာသမအောင်မှုပါမယ်။မိုးကိုစီအနှဲငယ်တုပ်ပါမယ်။မုံရည်ထည့်ပါမယ်။အဖုံးခဏအုပ်ထားပါ။မုံသားကြည်လာရင်ပဲယူထည့်ပြီးမုံကိုခောက်လိုက်ပါ။မုတ်လိပ်ပြရပါပြီရှင်အဆုံးအထိကြည့်ပေးလို့ကျေးဇူးပါ